မင်္ဂလာပါရှင် review ပိုင်းငင်းကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တင်ဆက်ပေးမှာကတော့ Rodala Walichi ဆိုတဲ့ရေမော်ပင်အကြောင်းပဲဖြစ်ပါတယ်သူကတော့အလားဆိုင်ရေမော်ပင်ဆိုင်ရာဒီလမ်းညွှန်ချက်တွေကိုဒီတစ်ပတ်ဗဟုသုတအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သူ့ရဲ့ပုံစံနဲ့စင်တူတရားရှိတဲ့အရွက်နဲ့ပင်စီဒီဆောက်ပုံအရာတပုံစံနဲ့ပေါ့နော်တူတာသူကတော့စက်တူ၍အမွှဲပင်လို့ခေါ်တဲ့ပဲတော့ဖဲတာပေါ့နော်ဟိုအဒီအပင်နှစ်ခုကတော်တော်လေးကိုစင်တူတာပဲဖြစ်ပါတယ်အခုကတော့တင်ဆက်ပေးမှာကမော်ပင်ပေါ့နော်ရိုဒါလာဝါလီချီအကြောင်းဆိုတော့သူကကြတော့မြန်မာလိုနာမည်တည်တတ်တော့မရှိပါဘူးသူကဒီငါးကန်တွေမှာဆိုလို့ရှိရင်အရေးကြီးတဲ့အပင်တစ်ခုဖြစ်ပါတယ်ငါးကန်လောကမှာဆိုရင်တော့ဒီရိုတာလာအနီဒါမှမဟုတ်အရွက်မော်ပေါ့နော်သူ့ကိုအရွက်မော်ဆိုပြီးတော့ခေါ်ကြပါတယ်သူ့ရဲ့မူရင်းဒေသကတော့အရှေ့တောင်အာရှအထူးသဖြင့်မြန်မာထိုင်းလာအိုနဲ့ဗီယက်နမ်ပေါ့နော်ဒေသတွေမှာသဘာဝအလျောက်ပေါရောက်တာပဲဖြစ်ပါတယ်ဒီအပင်ကတော့စေဘဝင်အပင်မဟုတ်ပါဘူးလူတွေစားသုံးရန်သင့်တော်တဲ့အပင်မဟုတ်တဲ့အတွက်ဗီတာမင်ပါဝင်မှုတွေတိုင်းတာထားတာမျိုးမရှိပါဘူးပြီးတော့ဘယ်ယောဂကိုမှလည်းအသုံးမပြုပါဘူးသူကကြတော့100ရာခိုင်နှုန်းအလှဆိုင်ပင်ပဲဖြစ်ပါတယ်စာမိရင်ဘာဖြစ်တယ်လဲဆိုရင်တော့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ပြင်းထန်တဲ့အစိမ်းတောင်မရှိဘူးလူစားရန်မဟုတ်တဲ့အတွက်စားမိလို့ရှိရင်သူကအစာမကြေတာဒါမှမဟုတ်အစာအိမ်အနှင်းငယ်မအီမသားဖြစ်ခြင်းတို့ကြုံရနိုင်ပါတယ်သူကငါးကန်အတွင်းတဘာဝရှုကင်းဖန်တီးခြင်းအတွက်အလွန်ကိုတန်ဖိုးကြည့်ပြီးတော့အရေးပါတဲ့အပင်ဖြစ်ပါတယ်လူတွေရဲ့အလှအပ cosmetic အတွက်အကျိုးပြုခြင်းထုတ်လုပ်ခြင်းထုတ်ကုန်တွေမရှိပါဘူးငါးကန်အလှဆိုင်ဝါသနာရှင်တွေကြားမှာဆိုလို့ရှိရင်တော့အလွန်စည်းကွက်ဝင်ပါတယ်အယောင်လှပတဲ့အတွက်ကြောင့်အစင်းမြင့်အလှဆိုင်ပင်အဖြစ်သတ်မှတ်ရောင်းချကြပါတယ်ဒီရိုဒါလာဝါလီချီဟာဆိုလို့ရှိရင်စိုက်ပျိုးရအလွန်လက်ဝင်ပြီးတော့ခက်ခဲတဲ့အပင်အမျိုးအစားထဲမှာပါဝင်ပါတယ်အပင်ကအမြဲတမ်းအနီရောင်ဒါမှမဟုတ်ပန်းရောင်ဖြစ်မနေတတ်ပါဘူးသူကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်တော့အလင်းရောင်နဲ့ဒီပေါ့နော်အစိမ်းဒီအနီရောင်လေးတွေဖြစ်သွားတာကကြတော့သူကအလင်းရောင်အားနေလို့ရှိရင်အစိမ်းရောင်ပဲဖြစ်နေပါလိမ့်မယ်အလင်းရောင်အားကောင်းပြီးတော့တန်တက်ပေါ့နော်အာယွန်ကျွေးရများလို့ရှိရင်အပင်ထိပ်ပြားလေးတွေကဆွဲဆောင်မှုရှိတဲ့ပန်းရောင်ဒါမှမဟုတ်အနီရောင်လေးတွေပြောင်းလာမှာပဲဖြစ်ပါတယ်ဒီရိုတာလာဝါလီချီဟာဆိုလို့ရှိရင်ဒီရေမော်ပင်ကရေအေးကိုပိုကြိုက်ပါတယ်ရေပူချိန်18ဒီဂရီစင်တီဂရိတ်ကနေပြီးတော့25ဒီဂရီစင်တီဂရိတ်အတွင်းမှာဆိုလို့ရှိရင်အကောင်းဆုံးဖြစ်ပါတယ်မြန်မာပြည်လိုအပူချိန်မြင့်တဲ့ဒေသမှာဆိုရင်ရေကန်ထဲမှာရေအပူချိန်တက်မလာအောင်လို့ဥပမာပန်ကာတက်ပေးခြင်းဂရင်းဆိုင်ဖို့လိုပါတယ်ရေအရန်ပူလို့ရှိရင်အပင်ကအရေပြောပြီးတော့သေသွားတတ်ပါတယ်ဒီအပင်ကအပေါ်ကိုပဲတန်တန်မတ်မတ်တက်သွားတာမျိုးမဟုတ်ပဲအကိုင်းခက်တွေအများကြီးပွားတတ်တာဖြစ်ပါတယ်အပင်အရန်ရှိလာလို့ရှိရင်ထိပ်ပိုင်းကနေပြီးတော့ဖြတ်ပေးရပါတယ်ဖြတ်လိုက်တဲ့နေရာကနေပြီးတော့အညောင်အသစ်တွေနှစ်ခုသုံးခုပြန်ထွက်လာပြီးတော့အပင်ကပို့ပြီးတော့ပူပူဝိုင်းဝိုင်းလေးနဲ့လှလာတာပဲဖြစ်ပါတယ်အပင်ရဲ့ပင်စီကိုငါးလက်မခန့်စီဖြတ်ပေးရပါတယ်အောက်ခြေအရွက်တွေကိုဖယ်ပြီးတော့ငါးကန်မြေတဲ့သို့တပင်ချင်းစီခက်ကြကြဲစိုက်ပေးရပါတယ်အပင်များစိတ်လွန်လို့ရှိရင်ဒီအောက်ခြေအရွက်တွေကအလင်းမရဘဲနဲ့ပုတ်သွားတတ်တဲ့အတွက်သတိထားရပါတယ်ကောင်းကျိုးတွေအနေနဲ့ကတော့ငါးကန်ကိုအလွန်လှပစေပြီးတော့ရေထဲကပိုရှန်တဲ့အာဟာရတွေကိုဆွံ့ယူပေးပါတယ်ဆိုကျိုးတွေအနေနဲ့ကတော့ထိမ့်သိမ်းရခတ်တာပါအခြေအနေမမှန်ဘူးဆိုလို့ရှိရင်အရွက်တွေကအလွန်ကြွေတတ်တာအပင်နုတဲ့အတွက်ငါးကြီးတွေကကိုက်ဖြတ်စားတာတွေကြုံရနိုင်ပါတယ်ဒီအချုပ်ပြောရမယ်ဆိုရင်တော့ဒီရိုတာလာဝါလီချီဒီအမော်ပေါ့နော်အမော်ဟာဆိုလို့ရှိရင်စေဘဝင်ရန်ဒါမှမဟုတ်စားသုံးရန်မဟုတ်ဘဲနဲ့ငါးကန်အတွင်းမှာအမှုပညာဆန်ဆန်နဲ့အလားအဆိုင်ပြရန်အတွက်သုံးဆွဲတဲ့အပင်ပဲဖြစ်ပါတယ်ရှင်ဒါကတော့ဒီငါးလောကမှာအသုံးဝင်တဲ့ငါးလှအမွေးတဲ့လူတွေအတွက်ပေါ့နော်ဒါလိုအပ်တဲ့
အရာလေးပဲဖြစ်ပါတယ်ဒီဘက်တင်ဆက်ပေးတာကတော့ဒီဘဟုတုတလေးပဲဖြစ်ပါတယ်နောက်ဘက်တွေမှာဘယ်လိုမျိုးတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်